ပါဠိနှလုံးဆိုတော့အပေါ်လုံးဒီအဲ့ဒါဟုတ်လားတာမီစိတ်ပฏิပန်တော့တာမီအာရေလုံးလေးဆက်ကမီတော့အတန်ဘက်တွေပါမယ်နော်တာမီစိတ်ပฏิကိုကျူးတော်ခဲ့လို့လေမာရီကိုဘယ်ဘဝကမြတ်စွာဘုရားအလောင်းမှာဘယ်သူကိုမာရီလုပ်ခဲ့လို့လဲဆိုတော့ဝိပတ်ကိုအလင်းမြပါလို့ပြောတာနားလေလားမြတ်စွာဘုရားလူစွာဘုရားကျောင်းတော်ဒီပါမြတ်ဘုရားတို့နေတော့အဲ့ဒီပြည့်စီကသုံးကန်ကြွလာတဲ့ပြည့်စီကဘုရားကိုဘဲနဲ့ပြစ်လိုက်တယ်အဲ့ဒီဒီဝရလောက်ကြတဲ့မြတ်စွာဘုရားရဲ့ရှင်မတော်မှာဘာဖြစ်လဲဒီပါမြတ်ဘုရားတို့နေဒီလေဝမေတွေလေအရှင်ဒေယောရှင်ရှင်ရေဝိပတ်ပင်ကရှင်ယန်းကြီးကိုအရက်တွေဘူးအောင်တိုင်းပြီးတော့ဘုရားတတ်ခိုင်းတာနားလေလားနားလေလားဘုရားရှင်ပြလာတဲ့ကရှင်ဒီဝရကရှင်မိုက်ကြီးကိုအရက်တိုင်းကဖြစ်ရှင်တဲ့တိုင်းဝရနိုင်ရှင်ကိုကြုံဘုရားတော်စာပေါင်းရမပွင့်လူရှင်တတ်ထိုးတတ်ပြန်တဲ့သာဝိကအဆက်သူမတွေ